အားလုံးပဲမင်္ဂလာပါရှင် Facebook account တွေကနေပြီးတော့မှ content monetization ရှောင်မယ်ဆိုလို့ရှိရင်မပေါ်တာတွေပျောက်တာတွေပေါ့နော်ဖြစ်တတ်တယ်ပေါ့နော် page မှာဆိုရင်တော့အဲ့ဒီ error တွေနေပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီ page တစ်ခုပေါ့နော် Facebook page တစ်ခုဒီဆောက်တဲ့နေ့ကိုပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဘယ်ဘက်မှာရှိတဲ့ page ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာ create new page ဆိုတာလေးပေါ်လာလိမ့်မယ်ဒီနားမှာဆိုရင် public page ကိုရွေးမယ်ဒါဆိုလည်း get started ပဲဘာမှလုပ်စရာမလိုဘူးဒီမှာဆိုရင်တော့ page ရဲ့နာမည်ပေါ့နော်မိုက်ခါတော့အစမ်းဒီမှာထည့်ပေးထားတယ်ပေါ့နော်ဒါဆိုတော့ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ် page ရဲ့နာမည်ကိုဒီမှာ category ရွေးမယ်ဒါကတော့ဒီ page ရဲ့activity ပေါ့နော်ဘာတွေတင်မလဲဆိုတဲ့ဟာလေးကိုအကျဉ်းဖြည့်ပေးလို့ရတယ်နောက်မှပြင်ပြင်လေးရပါတယ်ဒါတွေကအားလုံးဖြည့်ပြီးပြီဆိုရင်တော့အောက်မှာရှိတဲ့ create page ဆိုတာလေးကိုနှိပ်လိုက်ရပါပြီဆိုလို့ရှိရင်သူကဒီမှာpage setting တွေအတွက်ပေါ့နော်နောက်ထပ်တစ် page ထပ်ပြတယ်content information တွေဖြည့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့လက်ရှိနေတဲ့ information တွေဖြည့်လို့ရပါတယ်ဖြည့်ပြီးသွားပြီဆိုရင်တော့ next ကိုနှိပ်ပေးလို့ရပါတယ်ဒါတွေကတော့ page ရဲ့ profile picture တွေ cover photo တွေနောက်မှထည့်လဲရတယ်ဒီနေရာမှာ skip သွားလဲရတယ်တခါတည်း upload လုပ်လဲရပါတယ် okay ဒါဆိုရင်တော့ဒီ page create လုပ်တာကဒီမှာပဲပြီးပါပြီဒါဆိုရင်တော့ကို create လုပ်လိုက်တဲ့ page ကိုမြင်နေရပြီဖြစ်ပါတယ်ဒီမှာ professional dashboard လည်းတခါတည်းပါပြီးသားပေါ့နော် page ဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ account ပေါ့နော် account ဒီ page ကို create လုပ်လိုက်တဲ့ account ကို switch လုပ်တာဖြစ်ပါတယ်account နဲ့ page နဲ့မမှားဘူးတော့လိုတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒီဒေါ်ဆောင်ရမှာ run ထားပါဘူးဘာမှမ run ပါဘူး page နဲ့ပဲ run တာပါဒီမှာဆိုရင်တော့ professional dashboard ထဲဝင်လိုက်မယ်ဆိုရင် monetization ရှိမယ်အဲဒီမှာဆိုရင်ဒါအခုမှအသစ်ဖွင့်လိုက်တဲ့ page ဖြစ်တဲ့အတွက်ကြောင့်အားလုံးပါမှ select မပေါ်ပါဘူးဒါပေမဲ့ content monetization မပေါ်ဘူးဆိုတာမဖြစ်ဘူးเนาะ page တစ်ခု create လုပ်တာနဲ့တခါတည်းပါပြီးသားပေါ့နော်ကိုက follower တွေပြီးတော့ post တွေပါတင်ပြီးပြီဆိုရင်အဲဒီမှာselect ပေါ်လာလိမ့်မယ်ပေါ့နော်အဲဒီတော့ page နဲ့လုပ်ဖို့ပို့ပြီးတော့ပေးချင်ပါတယ်မသိရရှိရင်လည်း Minecraft ဆိုတဲ့ page မှာလာမေးလို့ရပါတယ်ရှင်တော့ကိုကညှိထားတဲ့ဟာတွေပေါ့နော်တင်ထားဖို့တာရှိရင်အဲ့ဒါလေးကိုတပြိုင်တည်းအများကြီးဘယ်လိုဖြတ်မလဲဆိုတော့ပြထားပေးတာဖြစ်ပါတယ်ကိုယ့်ရဲ့ profile ကိုဝင်လိုက်လို့ရှိရင် manage post ဆိုတဲ့ကောင်လေးရှိရဲ့အဲ့ကောင်လေးကိုနှိပ်မယ်ပြီးရင်ဒီလိုပေါ်လာပြီဆိုရင် filter ကိုတစ်ချက်နှိပ်အဲ့ဒီမှာကိုဖြတ်ချင်တဲ့ခုနှစ်တွေပြီးတော့ကျွန်တော်လပေါ့နော်အဲ့ဒါလေးရွေးပြီးတော့ဖြတ်လို့ရပါတယ် post တက်ပိုင်းမှာ U ကိုရွေးမယ်ကိုတင်ခဲ့တာတွေဖြစ်မှာမို့လို့ဒီရတော့မရွေးတော့ဘူးတစ်လားလုံးကြည့်မှာဖြစ်တဲ့အတွက်ဒီမှာဆိုရင်post 50ပေါ့နော်အခုရေ50ကိုတပြိုင်နက်တည်းပြည့်လို့ရပါတယ် profile picture တွေပါလို့ရှိရင် profile picture တွေကို select မမှတ်ပါနဲ့ဖြတ်လို့ဒီနေရာမှာ multiple နဲ့ရွေးပြီးတော့ဖြတ်လို့မရပါဘူးအဲဒီတော့ဒီမှာဆိုရင်50ပို့သွားတယ်ဆိုရင်သူက next သွားလို့မရဘူးအဲဒီတော့ဒီအမှန်ချစ်လေးတွေကို50အထိရအောင်ပြန်ဖြုတ်မယ်ပေါ့နော်ပြန်ဖြုတ်ပြီးတော့မှ next ကိုနှိပ်လို့ရပါမယ်50ဖြစ်သွားပြီဆိုရင် next ကလေးပေါ်လာပါလိမ့်မယ်ပြရောင်လေးနဲ့အဲ့ဒါလေးကိုနှိပ်လိုက်ပါဒီမှာဆို hide post ကကျတော့ဖြတ်မသွားဘူး hide ပဲလောက်တာ profile ကနေပဲ hide လောက်တာdelete post ကတော့အပြီးဖြတ်တာပေါ့နော် okay ဒါဆို delete post နှိပ်လိုက်မယ်ဒီနေရာမှာဆိုလို့ရှိရင်အချိန်နည်းနည်းကြာပါတယ်ဘာဖြစ်လဲဆိုတော့ post တွေအများကြီးပြီးတော့ဟိုခုနှစ်ကဟာတွေကိုပြန်ဖြတ်နေရဖြစ်တဲ့အတွက်ကြောင့် Facebook ကပြန်ရှာဖြတ်နေရဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာနည်းနည်းကြာပါတယ်စိတ်ရှိရှိနဲ့စောင့်ပေးပါဒီဖြတ်လိုက်တဲ့ဟာပြတ်သွားပြီဆိုပေမဲ့ပေါ့နော်နောက်ထပ်တစ်ခါကိုက profile နဲ့ဝင်ပြီးတော့ manage post ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်ခုနကဖြတ်ခဲ့တဲ့ဟာတွေကလည်းပြန်ပေါ်နေရရှိတတ်တယ်ပေါ့နော်တကယ်တော့အဲ့ဒါပြတ်ပြီးသားဒါပေမဲ့ Facebook ကupdate မပြနိုင်သေးတာပေါ့နော်
ဆိုတော့ကိုပေတိဖြတ်ထားပြီးလဲဆိုအောင်မှတ်ထားပြီးတော့ဟိုနောက်ထပ်အသစ်တွေကိုပဲထပ်ဖြတ်ပေါ့နော်ခုနကမပြတ်သေးတဲ့ဟာတွေကိုလည်းနောက်မှာပေါ့နော်နောက်တည့်ရက်ကြာမှပဲပြန်စစ်ပြီးတော့မပြတ်နေတဲ့ဟာတွေကိုပြန်ဖြတ်ပေါ့နော်ကြည့်ပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းဒီလိုမျိုးဘုဒ္ဓတာလေးတွေကိုတင်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ခဲ့ပေးပါနော်